Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီ verb to be am is are လေးနဲ့ပတ်သက်ပြီးမှ simple sentence လေးတိဆောက်တာလေးပဲထပ်ပြောမှဖြစ်ပါတယ်အခြေခံကြတဲ့sentence တိဆောက်ပုံလေးတွေပြောနေရဆိုတော့လေdaily မှန်မှန်လေးလေ့လာသွားမယ်ဆိုရင်ပုံမှန်အဆင်ပြေပါတယ်ဟုတ်ကဲ့ပါအဲ့တော့အခုလေအဲ့တိုင်းပဲပေါ့နော် mx are သုံးပြီး simple sentence လေးတွေတိဆောက်ကြည့်အောင်ဒီနေ့ကဘာလေးနဲ့တွဲပြီးသုံးမလဲပေါ့ okay ဒီမှာကြည့်ကြည့်အောင်adverb of places adverb of places ပေါ့နော်နေရာနဲ့ပတ်သက်ပြီးမှ verb to be လေးကိုတွဲသုံးမယ်ပေါ့နော် okay the first one ပထမတစ်ခုက here ကဒီမှာလို့ဆိုလိုတာနောက်တစ်ခုက there ကဟိုမှာပေါ့ကိုနားမှာမဟုတ်ဘဲနဲ့အဝေးမှာဆိုရင် there point လက်လေးနဲ့ညွှန်ပြလို့ရတယ်ပေါ့နော် okay and then upstairs and downstairs က opposites ပေါ့နော် upstairs ကအပေါ်ထက်မှာ downstairs ကအောက်ထက်မှာလို့ဆိုလိုတာ and then abroad mean foreign country abroad ဆိုတာကျွန်တော်ဒီနိုင်ငံရဲ့ခြားမှာရှိနေအောင်ဆိုလို့ကျင်တာပေါ့နော် and then inside အတွင်းမှာ outside အပြင်ဘက်မှာပေါ့နော် okay နေရာပိုင်းဆိုတာကိုအနီးနားမှာရှိတာပေါ့ okay ဒါဆိုရင်ဒီ adverb places တွေနဲ့ verb to be နဲ့ဘယ်လိုတွဲသုံးလို့ရလဲဆိုအရန်ကိုမှယူရှင်းပါတယ်ရှင်အဲ့တော့ဘယ်လိုလေးတွဲသုံးမလဲဆိုရင်ကြည့်ကြအောင်เนาะဒီမှာ example လေးပေးထားတဲ့subjective pronoun တွေနဲ့တွဲသုံးလို့ရတယ်ပေါ့နော် I she they ပေါ့ဒီမှာပေးထားတာက I she they okay I am ကျွန်တော်ကဒီမှာပဲလေ you phone with your friends တကယ်ချင်းနဲ့ဖုန်းခေါ်တယ် what are you မင်းဘယ်မှာလဲ I'm here ငါဒီမှာပဲလေပြောချင်တယ်ဆိုရင် I am here here okay ဒီလိုလေးသုံးလို့ရတယ် okay and then တယောက်ကကိုကိုမေးခဲ့ပေါ့နော်ကိုကိုလာမေးတယ်ပေါ့နော်example Julia ကဘယ်မှာလဲဟိုမှာလေးလက်လေးလမ်းညွှန်မှ point လေးထိုးမှပြလိုက်တယ်ပေါ့ she is there okay and then သူတို့ကအထဲမှာပဲ and they are inside ဒါကအရန်ကိုမှအယူရှင်းဆုံးလေးကိုရှင်းပြပေးတာပေါ့နော်အဲ့တော့သုံးထားတဲ့ပုံစံလေးကဘယ်လိုပုံစံလေးသွားထားတာလဲဆိုရင်ဒီ I she they ဆိုတဲ့နေရာမှာဒါ subject ပေါ့နော်ဒီကျမကကျွန်တော်ဒီ subjective pronoun လေးကိုသုံးပြထားတာပေါ့အဲ့နေရာမှာ subject အကုန်သုံးလို့ရတယ်ပေါ့နော် noun တွေအကုန်သုံးလို့ရတယ်the teacher the doctors အကုန်သုံးလို့ရတယ်ပေါ့နော် and then နောက်တစ်ခုနောက်မှာပါလိုက်လဲဆိုရင် am is လေးလိုက်တယ်ပြီးတော့ adverb of place လေးလိုက်တယ်ပေါ့ဒါဆိုရင် sentence လေးအခြေခံကျတဲ့ sentence လေးတိဆောက်လို့ရသွားပြီဟုတ်တယ်နော် speaking ပြောတဲ့အခါမှာလည်းသုံးသလို writing ရေးတဲ့အခါမှာလည်းသုံးပါတယ် reading တွေမှာလည်းတွေ့ပါလိမ့်မယ်ပေါ့နော် okay အဲ့ဆို example sentence လေးတူတူတိဆောက်ကြည့်အောင် subject က okay example the baby baby ဆိုတော့ကလေးလေးဆိုတော့အနည်းလားအများလားအနည်းကို singular လို့ခေါ်ပါတယ်အများကို plural လို့ခေါ်ပါတယ်အဲ့တော့ကလေးလေးတယောက်တည်းကိုဆိုလိုချင်တာဖြစ်တဲ့အတွက် is subject the baby က subject is က verb to be ကလေးလေးကလေဟုတ်တယ်နော်အပြင်ဘက်မှာအဲ့ဒါဆိုရင် the baby is outside okay very simple နော်ရန်ကုန်မှာယူရှင်းတဲ့စာကြောင်းလေးဖြစ်ပါတယ် okay and then okay where's your mother where's your mother မင်းအမေဘယ်မှာလဲအမေကအထဲမှာရှိတယ်လေso my mother is inside okay and then the third one okay ကလေးတွေကဘယ်မှာလဲ where are the children ကလေးတွေကဘယ်မှာလဲကလေးတွေကအောက်ထပ်မှာရှိတယ်ဒါဆိုရင် subject ကကလေးတွေဖြစ်သွားပြီဟုတ်တယ်နော်အဲ့တော့ကလေးတွေဆိုတော့ the children are downstairs the children are downstairs ဒါဆိုရင်အဖိုးနဲ့ဖွားကိုဘယ်မှာလဲအဖိုးနဲ့ဖွားကတော့အပေါ်ထက်မှာကokay ဒါဆိုရင် our grandmother grandfather လို့မသုံးတော့ဘူးเนาะပေါင်းရေးချင်တယ်ဆိုရင် our grandparents လို့သုံးလို့ရပါတယ် our grandparents နှစ်ယောက်ဖြစ်တဲ့အတွက်ဟုတ်တယ်เนาะအဲ့တော့ plural form သုံးမယ် are upstairs okay and then where's your brother မင်းအကိုကဘယ်မှာလဲကိုကတော့နိုင်ငံခြားမှာပါဗျဟုတ်တယ်เนาะ okay ဒါဆိုရင် my brother my brother is abroad okay ကိုကနိုင်ငံခြားမှာexample ပေါ့နော်ဟိုbakery လေးပေါ့နော်ဘာမှုဆိုင်လေးဘယ်မှာရှိလဲပေါ့ cake ဆိုင်လေးဘယ်မှာရှိလဲပေါ့ငါတို့နားမှာပဲရှိတယ် the bakery is nearby
Are you okay? Very simple အရန်ကိုမှ usual sentence လေးတွေဖြစ်ပါတယ်ရှေ့မှာ subject ကကြိုက်တာသုံးလို့ရတယ်ပြီးတော့ verb to be က subject verb agreement လေးကိုညှိရမယ်ပေါ့နော်ဒီနေရာမှာကျမပြောပြခဲ့ဖို့လိုတာတစ်ခုကကျတော့ I ဆိုရင်ပေါ့နော်am လေးနဲ့တွဲသုံးတယ်ပေါ့နော်ဒီဘက်ချမ်းမှာရေတော့ကျမsentence လေးရေးပြပေးထားပါတယ်နော်ခုက I am here and then I am Estelle ငါအပေါ်မှာလေးဒီလိုပုံစံလေးနဲ့သုံးလို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့ verb to be နဲ့ adverb place လေးနဲ့တွဲပြီးမှ simple sentence လေးတွေကိုတိစောက်တာဖြစ်ပါတယ်နောက်ဗီဒီယိုမှာ verb to be နဲ့ဘာလေးနဲ့တွဲပြီးမှ sentence လေးတိစောက်မလဲဆိုတာကိုစောင့်ကြည့်ပေးပါအောင်เนาะအရန်ကမှယူရှင်းပါတယ်ကိုယ့်အတွက်အရန်လွယ်နေတယ်ဆိုရင်တော့ကြော်သားပြီးလို့ရပါတယ်အကျိုးရှိတယ်ဆိုရင်တော့ဝမ်းသာပါတယ်ပေါ့เนาะ Okay bye 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 see you tomorrow ပါ